စီလေးဆူလာပြီးပြုတ်ထားတဲ့ကြက်သားလေးထည့်ကြပါမယ်ကြက်သားပြုတ်ထားတဲ့ကြက်သားလေးရဲလာတယ်ပြီးပြောပါမယ်စားကြလေးရဲအောင်ထားပါမယ်ပြီးမှကြက်သွပ်စီကြက်လေးထည့်ချပြီးတော့မှုပါမယ်ကြက်သားဒီလိုအနေလေးရဲလာပြီဆိုရင်ကြက်သွပ်စီကြက်လေးထည့်ချမှာဖြစ်ပါတယ်ကြက်သွပ်စီထည့်ပါမယ်ကြက်သွပ်စီကြက်လေးထည့်ကြက်သားကြော်လေးကအမှုပါတယ်စီလေးနဲ့လည်းစားရကောင်းပါလေရှင်ကြက်သားလေးရဲလာမှကြက်သွပ်လေးထည့်ချပါကြက်သားကြော်ကဒီနေလေးဆိုတော့ရပါပြီစီကြက်လေးလည်းနှီးလာပါပြီခတ်လို့ရပါပြီငါကြော်ရတဲ့ကြက်သားကြော်လေးတစ်ဖက်ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်